Okay အခုလုံးမလေးချင်းကကျတော့ reverse lunges နဲ့ underarm carry ကို rotation လုပ်မှာဆိုတော့ reverse lunges လုပ်မယ်အလေးကိုဘာပဲကို underarm carry လက်နဲ့ပွေပြီးမှာမယ်ပြီးရင်ကျွန်တော်က rotation လှည့်မယ်ဒါမျိုးလေးသွားမယ်ဆိုတော့အလေးပေါ်လေးနဲ့ပဲစမယ်ပထမဆုံး first try ပေါ့နော်ဒီလေ့ကျင့်ခန်းကိုအခုမှစလုပ်မှာဆိုရင်အလေးလုံးဝမပါသေးပဲတန်းနဲ့ကြည့်ပဲလုပ်မယ်လုပ်ကြည့်လိုက်လို့ပုံစံမှန်နဲ့အသက်ရှူတဲ့ပုံစံလှုပ်ရှားတဲ့ပုံစံအကုန်မှန်ပြီဆိုမှအလေးထည့်ပြီးတော့တတ်မှတ်အချိန်ကြောကိုထိထိမိမိကွက်တိကြအောင်လုပ်မှာပေါ့နော်โอเคဆိုတော့ပုံစံအောင်ရင်ပြမယ်အလေးကိုကျွန်တော်တို့ကတထောင်နဲ့မမယ်ပြီးရင်လက်တွေထိန်းထားမယ်ညီအောင်ထိန်းထားမယ်ပြီးရင်တော့ဒီလိုတင်မဆုံးအကျဲတိုင်းမတည့်ရက်ထားပြီးတော့ကျွန်တော် reverse lunges တွားမယ်တွားတဲ့ခါမှာညာခြေနောက်ဆုတ်တယ်ဆိုရင်ဘယ်ဘက်ကိုလှည့်မယ်ဒီလိုလေးပေါ့နော်ပြီးရင်ပြန်ထမယ်ရှေ့ရောက်တဲ့အချိန်ခြေထောက်ပြန်ရောက်တဲ့အချိန်ကွက်တိပဲဘယ်ချိန်နောက်လှည့်နောက်ချရင်ညာဘက်ကိုလှည့်မယ်ပြီးရင်ပြန်ထရှေ့ရောက်ဒီကွက်တိပဲပေါ့နော်ဒီမှာရန်ခါပြစ်လို့မရဘူးနော်ရန်ခါပြစ်လို့အချိန်ဟုန်ပါသွားရင်နောက်တစ်ဖက်လှည့်မဲ့ဘက်ကိုအချိန်ဟုန်ပါသွားရင်လူလဲသွားနိုင်တယ်โอเคအသက်ရှူတာကတော့ဒီမှာရင်ဘက်ကိုကောက်ပြီးဖွင့်ထားမယ်ခါကိုမှတ်ထားမယ်ဒီအလေးကဆွဲချတဲ့အားကြောင့်ဒီလိုကုတ်ကိုကုတ်မသွားစေနဲ့ပေါ့နော်မှတ်ထားမယ်ဒီလိုမှတ်ထားပြီးရင်နှာခေါင်းကနေလေအပြည့်ရှူသွင်းလိုက်မယ်ပြီးရင်နောက်ဆုံးမယ်တခါလေးလှည့်တော့မယ်နော်ပြီးရင်ပြန်ထားတဲ့အထာမှာလေကိုပါးစပ်ကနေဖြည်းဖြည်းချင်းရွှေ့တာပြီးတော့ထုတ်မယ်โอเคပြီးရင်နောက်တစ်ဖက်လှည့်မယ်လေအပြည့်ရှူသွင်းမယ်နှာခေါင်းနဲ့ရှူမယ်လေကိုရွှေ့တာပြီးထိန်းထုတ်မယ်โอเคစတိုက်သွားကြည့်မယ်နော်โอเคဆိုတော့ဒါလွယ်လွယ်လေးပါပဲ